ကဲဒီနေရာမှာမာနဆိုတာ9မျိုးရှိတယ်တတိထားကြည့်အောင်9မျိုးဆိုတာကတော့ဖြစ်နိုင်တာတွေကိုပြောပြတာအရေးအသွေးနဲ့ပတ်သက်ပြီးတော့လူကို3မျိုးခွဲလိုက်မှတ်ဖို့ရလွယ်ပါတယ်လူကို3မျိုးခွဲလိုက်တယ်သေယဆိုတဲ့အစင်းမြင့်တဲ့ပုဂ္ဂိုလ်ကတစ်ယောက်တတိတဆိုတဲ့ကိုယ်နဲ့ရည်တူတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ဟိနဆိုတာကိုယ်ရဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ကမ္ဘာလောကမှာရှိတဲ့လူတွေကိုလူတန်းစားခွဲကြည့်လိုက်တယ်ကိုယ်နဲ့ကိုယ်ရဲ့တာတဲ့လူရှိတယ်ကိုယ်နဲ့တူတဲ့လူရှိတယ်ကိုယ်အောက်ညံ့တဲ့လူရှိတယ်မရှိဘူးလားလူ3ယောက်ရသွားပြီနော်အဲ့ဒီလူ3ယောက်မှလည်းပဲအတွေး3မျိုးစီရှိတယ်တဲ့အတွေး3မျိုးဆိုတာအရေးချင်းကိုကြည့်ပြီးတော့तू ကငါတဲ့တာတယ် तू ကတော့ငါနဲ့ငါအရေးချင်းနဲ့တူတယ် तू ကတော့ငါတဲ့အောက်တန်းငါတဲ့နှိမ့်ကြတယ်ဒီလိုမတွေးဘူးလား3မျိုးတွေးတယ်အဲ့တော့အစင်းမြင့်တဲ့လူကလည်းပဲဒီလို3မျိုးတွေးတယ်ဓာတ်တူပုဂ္ဂိုလ်ကလည်းပဲ3မျိုးတွေးတယ်ကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကလည်း3မျိုးတွေးတယ်ဆိုတော့3 3လီဘယ်လောက်ဖြစ်သွားမာန9မျိုးဆိုတာအဲ့ဒါပြောတာပါမာန9မျိုးရှိတယ်တဲ့မာနဆိုတာတာတယ်လို့တွက်မှမာနမဟုတ်ဘူးငါသူ့ရဲ့ညံ့တယ်လို့အရေးချင်းနဲ့ပတ်သက်ပြီးထင်ရင်လည်းမာနလို့ခေါ်တယ်အဲ့ဒီမာနကိုရှေ့ကစလုံးလေးတစ်လုံးထည့်ပြီးတော့ဩမာနတဲ့အောက်ချပြီးတော့တွေးတဲ့မာနလို့ဒီလိုပြောတာနော်စာလို့ပြောမယ်ဆိုလို့ရှိရင်သေယပုဂ္ဂိုလ်မှာသေယမံငါကတာတယ်လို့တွေးတယ်တရိတမံတူတူပဲလို့တွေးတယ်ဟိနမံငါကညံ့တယ်လို့တွေးတယ်3ခုသေယမံတရိတမံဟိနမံတရိတပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံ3မျိုးဟိနပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံလို့3မျိုးသေယတရိတဟိနသေယဆိုတာကိုယ်ရဲ့တာတယ်တရိတဆိုတာကိုယ်နဲ့တူတယ်ဟိနဆိုတာကိုယ်ရဲ့ညံ့တယ်အဲ့ဒီ3မျိုးကိုနောက်ထပ်3မျိုးနဲ့မြောက်လိုက်တော့3 3လေး9ဖြစ်တာအဲ့ဒါကိုမာန9မျိုးလို့ခေါ်တာအဲ့ဒီမာန9မျိုးလုံးဟာအမှန်တိုင်းတွေးတာပဲဖြစ်ဖြစ်မမှန်တာအခြေခံပြီးတွေးတာပဲဖြစ်ဖြစ်မာနမှန်သမျှအကုသိုလ်ပဲဒီလိုဆိုရတာเนาะမာနမှန်သမျှအကုသိုလ်